ချင်းညီအကိုများအားလုံးပဲမင်္ဂလာပါဘတ်ချွိုင်း channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်3ရက်ဆက်တိုက်အပေါင်းပြောင်းအောင်ရွေးချယ်ပေးနိုင်တဲ့အတွက်ညီကိုတွေနဲ့အတူပျော်ရွှင်မိပါတယ်ဒီနေ့ဇန်နဝါရီ6ရက်အင်္ဂါနေ့ညမှာလဲကြေးအောင်ပုံများတဲ့၄ဘွဲကိုအနီးကပ်ဆုံးရလက်ဖြစ်အောင်ညီကိုတို့အတွက်အကောင်းဆုံးပုံစံနဲ့ဖရီသုံးသက်ရွေးချယ်ပေးပါပထမတစ်ပွဲကတော့ည8:00နာရီခွဲမှာကံမဲ့အီတလီစီးရီးအစောပွဲစဉ်ဖြစ်တဲ့ပီဇာအသင်းနဲ့ကိုမိုအသင်းပွဲစဉ်ကိုရွေးချယ်ထားပါတယ်နှစ်သင်းလုံးရဲ့ data အချက်အလက်တွေကိုကြည့်ရင်ဒီနေ့အေရှင်ပြစ်ကစားမဲ့ပီဇာအသင်းဟာရမှတ်12မှတ်နဲ့အဆင့်20နေရာမှာရှိပြီးတန်းရင်းသုံးနဲ့ရောက်နေပါတယ်အဝင်းကံမဲ့ကိုမိုကတော့ရမှတ်30နဲ့အဆင့်6နေရာမှာရှိပါတယ်အေရှင်ပီဇာအသင်းရဲ့နောက်ဆုံး3ပွဲကဏ္ဍကြည့်ရင်နှစ်ပွဲတည်းတစ်ပွဲရှုံးထားတယ်ဒိုင်ယာရဲ့အာဖရိကကဖလားပွဲစဉ်ကြောင့်ကစားသမား9ယောက်အထိဒီပွဲမှာပါဝင်နိုင်ခြင်းမရှိပါဘူးအဝင်းကိုမိုကတော့နောက်ဆုံးကဏ္ဍ3ပွဲမှာ2ပွဲနိုင်1ပွဲရှုံးထားပါတယ်ဒိုင်ယာက4ယောက်ပဲရှိတယ်နှစ်သင်းလုံးနောက်ဆုံး3ချိန်ကြည့်ရင်2ချိန်သေးကြထားပြီးတစ်ချိန်ကိုတော့အဝေးဝင်းကိုမိုကနိုင်ထားတယ်လက်ရှိပေါက်ကျဖွင့်လူမှုကိုကြည့်ရင်အဝေးဝင်းကိုမိုကဘော်ဒီကြီး180ကိုပေါင်းကြီး260ပေါက်တယ်နှစ်သင်းလုံးဒီနေ့မှာစီးရီးယားကိုတနက်လာပေမဲ့အေရှင်ပီဇာကတော့ခြေစမ်းတော်တော်ညံ့နေပြီးအဝေးဝင်းကိုမိုကတော့နီးပြဖာဘရီကက်အောက်မှာရလက်ကောင်းနေပြီးဥရောပနေရာတွေတောင်မျှော်လင့်လို့ရတဲ့ခြေစမ်းမျိုးရှိထားပါတယ်အေရှင်ပီဇာအသင်းကနီးတဲ့ပွဲမှာဂျီရိုနာအသင်းကိုအဝေးဝင်းကနေတေးကန်ထားတယ်ကိုမိုကတော့အိမ်ကွင်းမှာဦးဒီအသင်းကိုနိုင်ထားတယ်နှစ်သင်းလုံးတိုက်စစ်ကသွင်းကိုရဖို့တော်တော်လေးရုန်းကန်နေရတာတွေ့ရတယ်ဒီဘက်မှာအဝေးကွင်းကိုမိုနဲ့ဂိုးအောင်နှမျိုးကြိုက်ပါတယ်တခုပဲရွေးချယ်ရမယ်ဆိုရင်ကိုမိုဘော်ဒီကြိုက်ပါတယ်ဂျာလန်အနေနဲ့ Z1 Z2 ဖြစ်မယ်လို့ယုံကြည်ထားပါတယ်ဒုတိယပွဲအနေနဲ့ည7:00နာရီခွဲမှာကမ်းမဲ့လက်ချီအသင်းနဲ့ရိုမာအသင်းပွဲစဉ်ကိုရွေးချယ်ထားပါတယ်ဒီနေ့အေရှင်ပြစ်ကစားမဲ့လက်ချီအသင်းဟာလစ်စတန်ထဲမှာရမှတ်18မှတ်နဲ့အဆင့်16နေရာမှာရှိပါတယ်တိုင်းရဲဆုံးကအသင်းကို9မှတ်ဖြတ်ထားတယ်နောက်ဆုံး3ပွဲကဏ္ဍကြည့်ရင်တပွဲနိုင်တပွဲသေးတပွဲရှုံးထားတယ်ဒိုင်ယာရဲ့အာဖရိကကဖလားပွဲစဉ်ကြောင့်ကာလမှာ9ယောက်ပေါဝင်နိုင်ခြင်းမရှိပါဘူးအဝေးဝင်းရိုမာကြည့်ရင်ရမှတ်33မှတ်နဲ့အဆင့်9နေရာမှာရှိတယ်နောက်ဆုံး3ပွဲမှာ2ပွဲရှုံးထားပြီး1ပွဲပဲနိုင်ထားတယ်ဒိုင်ယာရဲ့အာဖရိကဖလားပွဲစဉ်ကြောင့်ကာလမှာ10ယောက်ထိတောင်ပေါဝင်နိုင်ခြင်းမရှိပါဘူးနှစ်သင်းနှုတ်ဆက်မှုနောက်ဆုံး3ချိန်မှာအဝေးဝင်းရိုမာက2ချိန်နိုင်ထားပြီး1ချိန်ကိုတော့တေချထားတယ်လက်ရှိပေါရေးကိုကြည့်ရင်အဝေးဝင်းရိုမာကဘော်ဒီကြီး180ကိုပေါင်းကြီး230ပေါက်တယ်ကျေးပွန်းလုံးမှာကိုပေါင်းကြီးကပြော့ထားတယ်နှစ်သင်းလုံးအနည်းဆုံးပွဲတွေမှာနိုင်ဝေါတွေပြောက်ထားတယ်ဒီပွဲမှာအေရှင်လက်ရှိကအနိုင်နဲ့ဆိုင်ရင်တရေတမတ်ရအောင်ပဲခန်းစစ်ကိုအားပြုစားမှာဖြစ်ပြီးအဝေးကွင်းရိုမာကတော့ဒိုင်ယာရဲ့အာဖရိကဖလားပွဲတွေကြောင့်ကစားသမားတော်တော်များများပါဝင်နိုင်ခြင်းမရှိတဲ့အတွက်ဒီပွဲကိုနိုင်အောင်ပဲပွဲကိုထိန်းကန်လာဖို့ရှိပါတယ်ဒီပွဲမှာZ1 နဲ့ပြီးဖို့များပါတယ်ဘော်ဒီတဲ့ဆိုင်ရင်ဂိုးပေါင်းအောက်ကပိုဆက်ရမယ်ပွဲတစ်ပွဲဖြစ်လာမှာပါသုံးပွဲမြောက်အနေနဲ့ည2:15မှာကမ်းမဲ့ဆဆူအိုလိုအသင်းနဲ့ဂျိုမန်နဲ့အသင်းပွဲစဉ်ကိုသုံးသက်ရွေးချယ်ထားပါတယ်နှစ်သင်းလုံးရဲ့ဒေတာအချက်အလက်တွေကိုကြည့်ရင်ဒီနေ့အေရှင်ပြစ်ကစားမဲ့ဆဆူအိုလိုအသင်းဟာရမှတ်23မှတ်နဲ့အဆင့်10နေရာမှာရှိပြီးအဝေးဝင်းဂျူဘီလက်ကတော့ရမှတ်33မှတ်နဲ့အဆင့်4နေရာမှာရှိပါတယ်အေရှင်ဆဆူဟိုလိုရဲ့နောက်ဆုံး3ပွဲကဏ္ဍကြည့်ရင်2ပွဲသေး1ပွဲရှုံးထားတယ်နိုင်ပွဲမရသေးဘူးဒိုင်ယာရလူစင်းကလည်း9ယောက်ထိရှိတယ်အဝေးဝင်းဂျူဘီလက်ရဲ့နောက်ဆုံး3ပွဲကြည့်ရင်2ပွဲနိုင်1ပွဲသေးကြထားတယ်ဒိုင်ယာရ6ယောက်ရှိတယ်နှစ်သင်းလုံးနောက်ဆုံး3ချိန်မှာအေရှင်ဆဆူဟိုလိုက2ချိန်နိုင်ထားပြီးဂျူဘီလက်က1ချိန်နိုင်ထားတယ်လက်ရှိပေါ်ကျဖွင့်လူမှုကိုကြည့်ရင်အဝေးကွင်းဂျူဘင်ကဘော်ဒီကြီး150ကိုပေါင်းကြီး290ပေါက်တယ်ဘော်ဒီကြီးဖွင့်လူမှုရဆိုရင်ဂျူဘင်ကဘောလန်လာတဲ့တဝက်ရနေပြီဖြစ်တယ်ဒိုင်နေရဖွင့်လူမှုကဂျူဘင်နေချင်းအောင်ဖွင့်ပေးတာတွေ့ရတယ်နှစ်သင်းတို့ဆောင်တဲ့ပွဲတွေမှာတော့တရေတဝဲမှမရှိဘူးအေရှင်ဆဆူလိုအသင်းတို့ဒီပွဲကအရှုံးနိုင်သိအရေးမပါပေမဲ့အဝေးကွင်းဂျူဘင်နဲ့ကတော့ဥရောပတနေရာလာတို့ဒီပွဲကိုအနိုင်ရလိုက်ရမှအောက်ကဖိအားပေးတဲ့အသင်းတွေကိုအမှတ်ဖြတ်နိုင်မှာဖြစ်တယ်ဂျူဘင်ကဆဆူလိုရဲ့အင်ကွန်းမှာ2ပွဲဆက်ရှုံးထားပေမဲ့ဒီပွဲမှာဂျူဘင်နိုင်မယ်လို့ယုံကြည်ထားတဲ့အတွက်ဂျူဘင်ဘော်ဒီကြိုက်ပါတယ်ရလက်အနေနဲ့ Z2 1-2ဖြစ်မယ်ထင်ပါတယ်အခုလိုမျိုးဘောပွဲတွေကိုအနီးကပ်ဆုံးရလက်ဖြစ်အောင်ညီကိုတို့ရဲ့နေ့စဉ် free တင်ပေးမှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ပြီး video ကို like နေပေးခြင်းဖြင့်အားပေးကြလို့ရပါတယ်အားပေးတဲ့ညီကိုမောင်နှမတဦးတယောက်ချင်းစီကိုလည်းအထူးကျေးဇူးတင်ပါတယ်ကဲဒါဆိုရင်တော့နောက်ဆုံးရွေးချယ်မှုပွဲလေးတွားလိုက်ရအောင်နောက်ဆုံးပွဲအနေနဲ့အခုည2နာရီခွဲမှာကမ်းမဲ့ Premier League ပွဲစဉ်ဖြစ်တဲ့ West Ham အသင်းနဲ့ Nottingham Forest အသင်းပွဲစဉ်ကိုအကောင်းဆုံးဖြစ်အောင်သုံးသက်ရွေးချယ်ပေးပါမယ်ဒီနေ့အရှင်မြတ်ကစားမဲ့ West Ham အသင်းကရမှတ်14မှတ်နဲ့အဆင့်18နေရာမှာရှိပြီးတိုင်းရင်းသုံးနဲ့ရောက်နေပါတယ်နောက်ဆုံး3ပွဲမှာလည်းတပွဲသေး2ပွဲရှုံးထားပါဒီနေ့မှာတော့ခြေစမ်းကတော်တော်လေးကျလာတာတွေ့ရတယ်ဒိုင်ယာအာဖရိကဖလားပွဲတွေကြောင့်ကစားသမား9ယောက်ဒီပွဲမှာပါဝင်နိုင်ခြင်းမရှိပါဘူးအဝေးကွင်းဖော်ရအသင်းကိုကြည့်ရင်ရမှတ်18မှတ်နဲ့အဆင့်19နေရာမှာရှိပါနောက်ဆုံးကလည်း3ပွဲလုံးရှုံးထားပါတယ်ဒိုင်ယာအာဖရိကဖလားပွဲကြောင့်ကစားသမား10ယောက်ထိဒီပွဲမှာလွှဲချော့ဖို့ရှိပါတယ်အသင်းဆုံးမှုနောက်ဆုံး3ချိန်မှာအေရှင်ဝဟန်က2ချိန်နိုင်ထားပြီး2ချိန်ကိုတော့အဝေးကွင်းဖော်ရကနိုင်ထားပါတယ်ဒီနေ့ပွဲမှာတော့ဇယားအပေါ်နှစ်သင်းတွဲဆုံမှုဖြစ်တယ်လို့တိုင်းရဲဆုံးကအသင်းတွေဖြစ်တဲ့အတွက်လည်းပွဲကတော့ကြီးကောင်းမှတော့ဖြစ်လာမှာပါလက်ရှိပေါရေးပွင့်လူမှုကိုကြည့်ရင်အဝေးကွင်းဖော်ရက်က level 40ကိုပေါင်းကြီး200ပေါက်ပါအဲဒီသလုံးရဲ့အနည်းဆုံးပွဲတွေမှာရှုံးလာတယ်လို့ခန်းစစ်ကလည်းတော်တော်လေးညံ့တာတွေ့ရပါတယ်အဲဒီသလုံးပွဲအများစုမှာတရေပွဲမရှိပါဘူးသွင်းကိုတွေများလည်းတွေ့ရပါတယ်ဒီပွဲကိုနှစ်သင်းလုံးတိုက်စစ်ဝင်ပြီးအပြန်အလှန်သွင်းကိုတွေညားနိုင်တဲ့အတွက်နှစ်သင်းပေါင်းဂိုးပေါင်းအပေါ်ပဲကြိုက်ပါတယ်ရလက်အနေနဲ့1-2-2ဖြစ်မယ်လို့ယုံကြည်ထားပါတယ်
ဒီနေ့ရွေးချယ်မှု၄ဘက်ကိုချိန်ရတဲ့ဆိုရင်ရွေးချယ်နိုင်ပြီးမကြိုက်ရင်လည်းဘက်ကနိုင်ပါတယ်မိမိအမြင်မိမိအကြိုက်အသင်းကိုလည်းကွန်မန့်မှာရေးခဲ့နိုင်ပါတယ်အခုညလည်းညီကိုများအားလုံးထပ်ပြီးအပေါင်းများကြတာ